ဟုတ်ကဲ့အလုပ်သမားမျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တော့ကျွန်တော်အလင်းလိုင်းလေးကိုတောင်းတထပ်မှပြီးတော့ပြလိုက်ပါတယ်နော်ဒီခရမ်းရောင် passport တွေပဲဖြစ်ဖြစ်အနီရောင်စာအုပ်တွေပဲဖြစ်ဖြစ်ပေါ့ဗျာနော်အကုန်လုံးတွေပေါ့အဲ့တော့သူတို့တွေကပါတယ်ဆိုတော့၄နှစ်ကုန်သွားတဲ့လူတွေအခုကျွန်တော်တို့9နှစ်ကိုပြန်ဆက်တာတယ်နော်တကယ်နဲ့ကျတော့သူကဒီတက်တာလေး6နှစ်ရှိတယ်လေဒီစာအုပ်တွေဒါပေမဲ့သူကတစ်နှစ်နဲ့လာမဲ့ဒီ2018 3လပိုင်းမှာဆိုရင်အဲ့လောက်ပြီးတော့သူဆက်ပြီးနော်အဲ့တော့ကျွန်တော်ပြောချင်တာပါလဲဆိုတော့ဒီ2နှစ်ဆက်ပြီးရမှာတော့တစ်နှစ်ပဲဆက်ပြီးတော့လေဒီနှစ်ကြော်လေးဆက်ပြီးတဲ့အတွက်ကြောင့်ဒီစာအုပ်တွေကနောက်2018 3လပိုင်းဆိုရင်ဒီစာအုပ်တွေအသုံးလို့မရတော့เนาะစာအုပ်တွေဒီခရမ်းရောင်ပဲဖြစ်ဖြစ်အနီရောင်ပဲဖြစ်သုံးလို့မရတော့သုံးလို့မရတော့ဘူးဆိုရင်နောက်တော့တာရှည်ဆက်နေမဲ့လူတွေအတွက်ကိုဘယ်လိုလုပ်ကြရင်ကောင်းမလဲဆိုတော့ကျွန်တော်ထပ်မှပြီးတော့ကျွန်တော်အလင်းပြမယ်เนาะဒီတော့ဒီအနီရောင်ပဲဖြစ်ဖြစ်ဒီခရမ်းရောင်ပဲဖြစ်ဖြစ်2018 3လပိုင်းမှာကုန်မဲ့လူတွေအားလုံးပါပေါ့เนาะမြန်မာပြည်ကိုပဲပြန်ပြီးတော့ PG passport ကြီးလုပ်ပြီးတော့ပဲဖြစ်ဖြစ်မြန်မာတန်ရုံးမှာသွားပြီးတော့အင်တော်စုစင်နဲ့မှတ်ပုံတွေနဲ့အခုရှိပြီးတော့တခါတော့သွားပြီးတော့တင်တာတွေလည်းရတာပဲဗျာနော်ဒါပေမဲ့ဒီမှာဆိုလို့ရှိရင်နည်းနည်းကြာရင်လည်းကြာတယ်တချို့တွေအချက်လက်တွေလွဲနေလို့ရှိရင်ဥပြီးကြာတယ်အများကြီးရှိတယ်ဒီက6လ9လကြီးကြာတယ်လူတွေလည်းရှိတယ်ဗျာနော်အဲကြောင့်မလို့တကယ်တော့အရင်လိုတဲ့လူတွေပေါ့ဗျာနော်တာရှည်နေနေတဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်ကိုပြန်ပြီးတော့စာအုပ်အသစ် PG စာအုပ်တွေကိုလုပ်လာမယ်လုပ်လာပြီးလို့ရှိရင်ကျွန်တော်တို့ကစာအုပ်တွေရလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီစာအုပ်အဟောင်းထဲမှာတက်တန်ရှိသေးတယ်တက်တန်လဲဆိုတော့ဗီဇတက်တန်ရှိနေပြီလေနော်2018 3လပိုင်းမှာပုံမယ်ဆိုတော့ကိုအကျိုးတွေမြတ်သွားလောက်တာမယ်နော်အဲ့တော့သွားလောက်တာပြီးလို့ရှိရင်စာအုပ်အသေးရလာတာနဲ့ဒီခရမ်းရောက်စာအုပ်က2018 3လပိုင်းကြီးရတဲ့တက်တန်တွေပေါ့နော်ဗီဇတွေအနီရောင်ပဲဖြစ်ဖြစ်ခရမ်းရောင်ပဲဖြစ်ဖြစ်အဲ့ဒီတွေကဒီစာအုပ်ထဲမှာရှိတဲ့ဗီဇကိုစာအုပ်အသေးတွေကိုပြောင်းထည့်တယ်စာအုပ်အသေးတွေမှာပြောင်းထည့်လို့ရှိရင်အဲ့တော့စာအုပ်အသစ်ကတက်တန်ရှိသွားပြီ2018 3လပိုင်းမှာကုန်မယ်ဆိုလို့ရှိရင်အဲ့မကုန်ကြီးလေးမှတစ်ခါပြန်ပြီးတော့စာအုပ်တက်တန်မကုန်ကြီးတဲ့အတွက်ကြောင့်ပြန်ပြီးတော့ဆက်လို့ရတယ်။နော်ဒီစာအုပ်ကတော့ခဏလေးထားလိုက်ပါ။ဟောထားလိုက်။အဲ့တော့စာအုပ်အသစ်တွေကန်ပြီးတော့ပြန်သွားမယ်ဆိုရင်နောက်ထပ်၄-5နှစ်ပြန်နေလို့ရပါလိမ့်မယ်။ဒါတွေကဘယ်လိုပြောလို့ဆိုတော့နားမလည်လို့ရတယ်ကခေါင်းတွေ6နေရတယ်။ဘာလို့မှမသိဘူး။အဲ့တော့တာရှည်နေလူတွေတာရှည်နေမဲ့လူတွေအတွက်ကတော့ဒီလိုမျိုးလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကျွန်တော်၄အောင်လေးပြရရပါတယ်။အနီအောင်လေးပဲဖြစ်ဖြစ်ဒီခညားနေအောင်လေးပဲဖြစ်ဖြစ်ပေါ့နော်။အဲ့ဒီအတွက်ကိုဒီလေးနဲ့ကုန်လို့9နှစ်ဆက်တက်တဲ့လူတွေအတွက်ကိုနောက်လာရေရှည်နေနိုင်ဖို့အတွက်ကိုကျွန်တော်ဒီလိုလေးလမ်းပြလိုက်ရပါတယ်နော်ဟုတ်ကဲ့မျိုးတွေအားလုံးလူသိတဲ့လူမျိုးပဲတခြားလူတွေသိသွားရတယ်အောင်လူသမားတွေကသိရှိသွားရတယ်အောင်နားလည်သွားရတယ်အောင်ဆိုပြီးတော့အားလုံးတစ်ဆင့်ပြန်ပြီးချဲပြီးတော့အကြောင်းကြားပေးလိုက်ကြပါနော်အသိပေးလိုက်ကြပါနော်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါလူတွေအားလုံးကြမ်းမှချမ်းသာနေကြပါစေကျွန်တော် ABN Special မင်းတို့ပါခင်ဗျာ